Hello အားလုံးပဲမင်္ဂလာပါဒီနေ့လေးမှာတော့ညီမတို့ကြက်ပေါင်ကဲမွမွအေးအေးလေးလှုပ်ရှားကြမယ်နော်အရန်ကုန်မှာလွယ်ကူရွှေ့ရှင်းပါတယ်ရှင်အရင်ဆုံးညီမတို့ကြက်ပေါင်လေးတွေကိုဓာတ်ရပေးထားပါမယ်ကြက်သားလေးနှက်ဖို့အတွက်ညီမတို့အနှစ်ကလေးလုပ်ပါမယ်ချစ်သွန်နီချင်းချစ်သွန်ဖြူနန်နန်ပင်တို့ကိုညီမတို့ရောပြီးတော့ကြိတ်ပေးလိုက်ပါမယ်ရှင်ကြိတ်ထားတာလေးတွေရပြီဆိုရင်ညီမတို့ကြက်ပေါင်တွေကိုထည့်ပြီးတော့ဒါလေးကိုအရသာမုတ်လေးတွေထည့်ပြီးတော့ညီမတို့တနာရီခွဲလောက်နှက်ထားပြလိုက်ပါမယ်ရှင်ကြက်ပေါင်ကင်းလေးတွေပို့ပြီးမှုေးဖို့အတွက်5မျိုးဆက်မဆလာလေးထည့်ပါမယ်ငရုတ်ကောင်းမှုန်လေးလည်းထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်တော့စားလက်ဖက်ရည်စွန်း2စွန်းထည့်ပါမယ်ဟင်းခတ်မုံလည်း2စွန်းထည့်ပါမယ်အယောင်တင်မုတ်ထည့်မယ်စနွေးမုံလေးထည့်မယ်ဒါလေးကတော့ပြားရည်လေးပါအရှို့အတွက်ပြားရည်လေးလည်းထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့ညီမတို့ဒါလေးကိုရောသမမွေပြီးတော့တနာရီခွဲလောက်နှက်ထားပြလိုက်ပါမယ်ရှင်ကြာလေးနှက်လေးပို့ပြီးတော့အရသာရှိလေးပါပဲရှင်ဒီအသားနှက်ထဲမှာနန်နန်ပင်လေးပါတဲ့အတွက်နန်နန်ပင်မကြိုက်တဲ့သူတွေလည်းမထည့်ဘဲနဲ့နှက်လို့ရပါတယ်ရှင်တခြားလေးနှံ့ဆက်သွားအောင်နေပြီးပြီဆိုရင်ညီမတို့အပေါ်ကနေလေလွန်အောင်ပလတ်စတစ်လေးနဲ့အုပ်ပြီးတော့ဒါလေးကိုတနာရီခွဲလောက်နှက်ထားပြလိုက်ပါမယ်ဒါလေးကတော့နှက်ထားတာလေးရပြီဆိုရင်ညီမတို့ဒါလေးကိုกินပေးပါမယ်ရှင်กินတဲ့အခါမှာညီမ66ကြီးဖြစ်သွားမှာဆိုတဲ့အတွက်အပေါ်ကနေစီလေးအနှဲငယ်လောင်းပေးလိုက်ပါပဲရှင်ပြီးရင်တော့ညီမတို့ oven ထဲမှာတနာရီกินပေးပါမယ်ရှင်လိုအပ်ရင်လိုအပ်တဲ့လောက်ညီမတို့အချိန်ထပ်ယူပြီးกินပါမယ်ဒါလေးကိုညီမက180အပူချိန်နဲ့တစ်ဖက်ကိုတနာရီစုစုပေါင်း2နာရီกินပေးထားတာပါရှင်ခုလိုမျိုးတည်င်းကျိုးပိတ်ရက်တွေမှာမိသားစုတွေစုံစုံလင်လင်နဲ့ဒီလိုမျိုးကြက်ပေါင်လေးတွေกินစားလို့ရပါတယ်ရှင်ဒီကြက်ပေါင်လုံးလေးဟာအရန်ကုန်မှလွယ်ကူရွှေ့ရှင်းပါတယ်စားရတာလည်းအရန်ကုန်မှအရသာရှိပါတယ်ရှင်ကြက်ပေါင်လေးကအထက်မှာနုနုညံ့ညံ့လေးနဲ့မှုမွေးလေးအရန်ကုန်မှစားလို့ကောင်းပါတယ်ရှင်လိုက်ပြီးတော့လှုပ်စားကြည့်လို့ရပါတယ်နော်အရန်ကိုမှစားလို့ကောင်းတဲ့အတွက်လိုက်ပြီးတော့လှုပ်ရှားကြည့်လို့ရပါတယ်ရှင်ညီမရဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုအားပေးတဲ့သူတွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နော်